ကျွန်တော်တို့တွေဟာသူတစ်ပါးကိုအထင်လွဲဖို့အယမ်းလွယ်ကူနေကြတယ်ဆိုတာတတိထားမိလားတခါတလေကိုယ်တိုင်တောင်မသိလိုက်ပဲတစ်ဖက်လူအပေါ်အမြင်ဆောင်မိတာစိတ်ဆိုးမိတာမျိုးတွေကနေ့စဉ်ဘဝမှာခဏခဏဖြစ်နေတတ်ပါတယ်ကဘာကျော်စာရေးဆရာကြီးရှိတ်စပီးယားကပြောမှုတယ်လောကကြီးဟာပြားစက်ယုံကြီးတစ်ခုတည်းတဲ့ကျွန်တော်တို့အားလုံးဟာအဲ့ဒီစင်မြင့်ဘော်ကဇက်ဆောင်နေပေါ့ဒါပေမဲ့ဒီနေရာမှာပြဿနာတစ်ခုရှိနေပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဟာကိုယ့်ရဲ့ဇက်ကြောင်းကိုပဲကိုယ်သိကြပြီးတခြားသူတွေရဲ့ဇက်ကြောင်းကိုတော့သိချာမသိကြတာပါပဲဒီလိုနဲ့ဘာဖြစ်လာလဲဆိုတော့တစ်ဖက်လူရဲ့လောက်ရတစ်ခုကိုမြင်လိုက်တာနဲ့ကိုယ်စိတ်ထဲရှိတဲ့အမြင်နဲ့ပဲကောက်ချက်ချလိုက်ကြတယ်အထင်တွေလွဲတယ်အမြင်တွေမှားတယ်အဖြစ်တွေတင်မိကြတယ်ဥပမာတစ်ခုလောက်ကြည့်ရအောင် Facebook မှာကိုအလေးအနက်ရေးထားတဲ့ post တစ်ခုတယောက်ယောက်ကဟာ reaction လာပေးသွားတယ်ဆိုပါဆိုငါ့ကိုလှောင်လာလားငါ့ကိုအထင်သေးတာလားဆိုချက်ချင်းတွေးမိတတ်ကြတယ်ဒါပေမဲ့တကယ်တော့သူဟာဖုံးတုံးရင်လက်ချော်ပြီးမှားနေမိတာလည်းဖြစ်နိုင်တယ်သူမြင်ရတဲ့အချိန်မှာတခြားဟာတစ်ခုနဲ့မှားပြီးရေးမိတာလည်းဖြစ်နိုင်ပါတယ်နောက်ထပ်အဖြစ်များတာတစ်ခုကတော့ message ပို့တာကို scene ဖြစ်နေပြီး reply မပြန်လာပါဘူးငါ့ကိုမလီးစားလို့လားငါ့ကိုအရေးမပါဘူးလို့ထင်နေတာလားဆိုစိတ်ဆိုးမိတတ်ကြတယ်တကယ်တော့တစ်ဖက်မှာသူဟာကားမောင်းနေလို့ဖြစ်နိုင်တယ်အလုတ်ထဲမှာအလွန်အရေးကြီးတဲ့အစည်းအဝေးတစ်ခုရောက်နေတာလည်းဖြစ်နိုင်ပါတယ်ပြန်ဖြေဖို့ပြင်ဆင်နေတော့အရေးပေါ်ကိစ္စတစ်ခုပေါ်လာလို့ဖုန်းကိုချထားလိုက်ရတာမျိုးရှိနေတာပေါ့ကျွန်တော်တို့မသိနိုင်တဲ့တစ်ဖက်လူရဲ့အခြေအနေတွေကအများကြီးရှိပါတယ်ချိန်ထားတဲ့အချိန်နောက်ကျတာစကားပြောရင်လီတန်မာသွားတာမျက်နှာပြတ်သွားတာဒီလိုအပြုတ်မှုတွေနောက်ွယ်မှာသူတို့ရင်ဆိုင်နေရတဲ့တောကတွေအခက်အခဲတွေရှိနေနိုင်ပါတယ်ဒါကြောင့်ကိုချင်းစာတရားဆိုတာသူတစ်ပါးနေရာမှာခဏလောက်ဝင်ကြည့်တတ်ပါလူတိုင်းမှာကိုယ်စီအခက်အခဲတွေပြောမပြနိုင်တဲ့ဒုက္ခတွေရှိတတ်ကြပါတယ်ကိုကတစ်ဖက်လူကိုအပြစ်မတင်ခင်ကိုယ်စိတ်ထဲမှာဒေါသတွေမွေးမြူခင်သူတို့ဘက်မှာဘာတွေဖြစ်နေနိုင်လဲဆိုတာကိုနည်းနည်းလောက်အချိန်ပေးပြီးစဉ်းစားကြည့်ရအောင်သူတစ်ပါးရဲ့ဇလန်းကိုအကုန်မသိနိုင်နေတာအကောင်းဘက်ကနေနားလည်ပြီးကြိုးစားကြည့်ရတာကိုယ်စိတ်ကိုသူတစ်ပါးစိတ်ကိုအေးချမ်းစေတဲ့နည်းလမ်းကောင်းတစ်ခုဖြစ်မှာပါတူနဲ့တူနားလည်မှုရှိနဲ့ကိုချင်းစာစိတ်ပြီးထားနိုင်ကျွန်တော်တို့နေထိုင်တဲ့ဒီလောကကြီးဟာအရင်ကထပ်ပိုပြီးနေပြိုစရာကောင်းနေနေရလေးတစ်ခုဖြစ်လာပါလိမ့်မယ်